မင်္ဂလာပါထထထိုင်တာရီမာကျူဆိုပါတယ်ဒီနေ့တော့ထက်ကထက်ကြိုက်တဲ့ Adjoint Blind Mouse အယုတ်ကလေးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီနေ့ထပ်ပြောပြပေးမယ့်အယုတ်ကလေးအကြောင်းကတော့ Hasibubu လို့ခေါ်တဲ့အယုတ်ကလေးပဲဖြစ်ပါတယ်ပေါ့မတ်ကနေပြီးတော့ထုတ်တာပါဒီ Hasibubu အယုတ်တွေရဲ့ဒီဇိုင်နာကတော့ Angie Yanji ဆိုတဲ့ China artist 2ယောက်ဖြစ်ပါတယ်အဲ့ဒီ China artist 2ယောက်ကို Pop Mart ကနေပြီးတော့စာချုပ်ချုပ်လိုက်ပြီးတော့အဲ့ဒီ artist 2ယောက်ဆွဲသမျှဒီဇိုင်အကုန်လုံးကို Pop Mart ကနေအယုတ်ထုတ်ပြီးရောင်းတာဖြစ်ပါတယ်ရှင်ဒီ Hasibubu အယုတ်ကလေးတွေနောက်ပြီး Pop Mart ကနေထုတ်တဲ့အယုတ်ကလေးတွေကဘာဖြစ်လို့တခြားကထုတ်တဲ့ Adjoint Blind Box တွေထပ်ပို့ပြီးဈေးကြီးရတာလဲဆိုတဲ့အကြောင်းထပ်ပြောပြပါမယ်။ Pop Mart ကထုတ်တဲ့အယုတ်တော်တော်များများကနာမည်ရပြီးသားနာမည်ကြီးပြီးသား graphic designer, drawing designer တော်တော်များများရဲ့ design တွေဖြစ်ပါတယ်။ပြီးတော့အဲ့ဒီအယုတ် drawing designer တွေရဲ့အယုတ် design တိုင်းမှာသူတို့ဒီအယုတ်ကလေးတွေရဲ့ art concept ရှိပါတယ်တခြားကထုတ်တဲ့အယုတ်ကုမ္ပဏီတွေကအယုတ်ကလေးတွေမှာလည်း art concept တော့ရှိတယ်ပေါ့နော်ဒါပေမဲ့တချို့တော့တရုတ်ကုမ္ပဏီတွေကထုတ်တဲ့အယုတ်ကလေးတွေမှာတော့ art concept မရှိဘူးဒီတိုင်းချက်ဖို့ကောင်းအောင်ပဲထုတ်လိုက်တာမျိုးပေါ့ဒါပေမဲ့ Pop Mart ကထုတ်တဲ့အယုတ်ကလေးတွေတိုင်းမှာမွေးနေ့ရှိတယ် art concept ရှိတယ်သူတို့ရဲ့ characteristic ရှိတယ်နောက်ပြီးသူတို့ရဲ့စိတ်နေသဘောထားလေးတွေကဘယ်လိုမျိုးဆိုပြီးရှိတာမျိုးပေါ့နော်အဲ့လိုမျိုးဒီ characteristic လေးတွေစိတ်နေသဘောထားတွေ personality တွေပါထည့်ပြီးတော့စဉ်းစားပြီးထုတ်တဲ့အယုတ်ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ Pop Mart ကထုတ်တဲ့အယုတ်တွေကပိုပြီးလဲလူကြိုက်များတယ်ဈေးလဲတခြားထက်နည်းနည်းလေးပိုကြီးတယ်ပေါ့နော်အခုထပ်ဒီနေ့ကတော့ Pop Mart ကထုတ်တဲ့အယုတ်တွေအများကြီးတွေအောင်မှာထပ်ကြိုက်တဲ့ Hasibubu အယုတ်ကလေးအကြောင်းပြောပြမှာပါ Hasibubu ဆိုတာကတော့ဒီကောင်လေးပဲဖြစ်ပါတယ်ဒီကောင်လေးပေါ့နော်သူက series တွေအများကြီးထွက်တယ်အယုတ် series အများကြီးပဲထွက်ထားတယ်အခုဒါကတော့ထပ် constellation series ရာသီကွင်း series တွေကထဲရာသီကွင်းအယုတ်ကလေးပါဒီ Hasibubu ရုပ်ကလေးကို China artist Angie Yanji ကနေဒီဇိုင်းဆွဲထားပါတယ်။နှစ်ယောက်ပိုင်းပေါင်းပြီးတော့ဒီဒီဇိုင်းကိုဆွဲတာပေါ့နော်။ဒီရုပ်ကလေးဒီဇိုင်းကိုဆွဲတာပါ။ Hasibubu ကယောက်ျားလေးဖြစ်ပါတယ်။ကောင်းကလေးပါ။နောက်ပြီးသူ့ရဲ့စိတ်နေသဘောထားကသူက introvert ကလေးပါ။ရှက်တတ်တယ်။နောက်ပြီး personality ကောင်းတယ်ပေါ့နော် well behaved fine လို့ပြောပါတယ်ယဉ်ကျေးတယ်ရှက်တတ်တယ်ယဉ်ကျေးပြီးရှက်တတ်တဲ့အတွက်ကြောင့်မလို့သူကစကားပြောလဲနေပါတယ်တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီးတော့သူ့ပတ်ဝန်းကျင်မှာရှိတဲ့အယုတ်ကလေးတွေကိုသူ့ရဲ့စိတ်ကူးရင်ကပါထဲမှာနာမည်လေးတွေပေးပြီးတော့ကိုကအေးအေးဆေးဆေးထိုင်ဆော့နေတတ်တဲ့ချစ်ဖို့ကောင်းတဲ့အေးအေးဆေးဆေးကလေးလေးပေါ့နော်အဲ့လိုကောင်းလေးလို့သူကမိတ်ဆက်ထားပါတယ် Hasibubu လေးတွေကိုဘယ်လိုလူမျိုးတွေကပို့ပြီးဝယ်တန်းလဲ Hasibubu လေးတွေကဘယ်လိုမျိုးလူမျိုးတွေကပို့ပြီးဝယ်တန်းလဲဆိုတော့ introvert ကလေးတွေကပို့ပြီးတော့ဝယ်တန်းတယ်လို့ပြောပါတယ် introvert လေးတွေကတော်တူတယောက်တည်းအေးအေးဆေးဆေးနေရတာကြိုက်တယ်တိတ်တိတ်ဆိတ်ဆိတ်နေရတာကြိုက်တယ်အဲ့တော့သူနဲ့ characteristic တူတဲ့ adjoint လေးတွေကိုစောင်းထားခြင်းဖြင့်ငါ introvert ပါဆိုပြီးတော့တကူတကမိတ်ဆက်ဆင်အောင်မလို့ပဲဖြစ်စေတဲ့ဟာမျိုးပေါ့နော် Pop Mart မှာအယုတ်ကလေးတွေအများကြီးရှိပါတယ်ဒါပေမဲ့ Pop Mart ကအယုတ်တွေအများကြီးမှာ introvert ကိုဦးစားပြုတဲ့အယုတ်ကတော်တော်လေးနည်းပါတယ် extrovert တွေများတယ်နောက်ပြီးပျော်နေတတ်တဲ့ type ဟာလေးတွေများတယ် Labubu ဆိုလို့ရှိရင်လုံးဝပျော်နေပြီးတွက်လက်တက်ကြွတဲ့ features ကိုဦးစားပြုတာပေါ့နော်အဲ့တော့ introvert တွေအဲ့လိုအေးအေးဆေးဆေးနေတတ်တယ် shine ဖြစ်တယ်ဆိုတော့ character ကိုကိုစားပြုတဲ့အယုတ်ကတော်တော်လေးနည်းပါတယ်အဲ့ဒီတော်တော်လေးနည်းတဲ့ထဲမှာဒီကောင်လေးက Hasibubu လေးကတော့ချစ်ဖို့အကောင်းဆုံးပေါ့နော်နောက်ပြီးတော့ကလေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းနှာစီးအားကြောင့်ဒီမှာနှာရည်လေးနဲ့
အဲ့နှာစီးနာကိုလည်းသူကနည်းနည်းလေးရှက်သေးတယ်အဲ့လိုနှာလေးတရှုံရှုံနေပေါ့နှာလေးတရှုံရှုံနေသူ့ရုပ်ကလေးတွေသူကင်ပြီးစော့နေတဲ့ကလေးလေးမျိုးပါပတ်ဝန်းကျင်ကလူတွေနဲ့လည်းပေါင်းသင်းဆက်ဆံရေးကိုကောင်းကောင်းမွန်မွန်ရှိတဲ့ကလေးလေးပေါ့နော်အဲ့လိုကလေးလေးလို့ဟာစီပူပူလေးကိုမိတ်ဆက်ထားပါတယ်ထက်ကပေါ့မတ်ကထုတ်တဲ့အယုတ်တွေထဲမှာဟာစီပူပူကတတိယမြောက်ကြိုက်ဆုံးပေါ့နော်နောက်ထပ်ဟာစီပူပူထက်ရှေ့မှာပိုကြိုက်တဲ့2ရုပ်ရှိတယ်အဟာလေးတွေကနောက်ပိုင်းထက်အယုတ်ကလေးတွေဝယ်ပြီးရင် unboxing ဖောက်ရင်လည်းပြောပြပါမယ်ဒါကတော့ဟာစီပူပူကတတိယမြောက်ကြိုက်ဆုံးပါတတိယမြောက်ကြိုက်ဆုံးပဲဟာစီပူပူကထက်နေတော်တော်လေးရေစက်ဆုံးနေပြောရမယ်ဒါလေးဆိုရင်လည်းဒါထက်တငယ်ချင်းကဝယ်ပေးထားတာTaurus လေးဒါထက်ရသည်ကွန်းလေးနောက်တစ်ခုဒီကောင်လေးဆိုလို့ရှိရင်လည်းအခုနောက်ဆုံးထွက်ထားတဲ့ series တွေကကတ်ထဲတဲ့တော့ချိန်လေးပါဒါလေးကိုထပ်အခုဝယ်ထားတဲ့ unboxing ဖောက်ပါပါဟာစီပူပူကတော့ series တွေအများကြီးထွက်ထားတယ်ဒီကောင်ကတော့နောက်ဆုံးထွက်တဲ့ series ဒီ series ရဲ့နာမည်ကကြတော့ Rolling Time Machine လို့ခေါ်ပါတယ်Rolling Time Machine ကတော့ဘာလို့ဆိုလိုချင်တာလဲဆိုတော့ထပ်သူငငယ်ကတကြားလုံးလေးတွေလှည့်ပြီးစော်တာတို့အတွေ့အကြုံထည့်ပြီးရုပ်ပေါ်လုံးလေးတွေလှည့်ပြီးစော်တဲ့ဆက်ကလေးပေါ့နော်အဲ့ဒီဆက်ကလေးရဲ့ထဲမှာ time capsule လေးတွေပါတော့ပေါ့အဲ့ဒီဆက်ကလေးရဲ့ idea ကိုအခြေခံပြီးတော့သူကဒီ design ဒီရုပ် design လေးကိုဆွဲထားတာပါထပ်တော့ဆက်ထဲကိုအကျွေးစီလေးထည့်လိုက်တယ်ပြီးရင်အောက်က cloak လေးကိုနှိပ်လိုက်မယ်ဆိုရင်အပေါ်ကအရုပ်တို့မဟုတ်မုတ်ပါတဲ့ capsule လေးကအောက်ကိုပြုတ်ကျလာတယ်ပေါ့အဲ့လိုပဲ the rolling time machine ထပ်တို့ရဲ့ feeling ဒါမှမဟုတ်ထပ်တို့ရဲ့တစ်ခုခုတော့အရာကိုဒီဆက်ကလေးထဲထည့်လိုက်မယ်ဆိုလို့ရှိရင်သူကလည်းထပ်တို့အတွက်ကိုက်ညီတဲ့အရာလေးတစ်ခု capsule လေးတွေကနေပြုတ်ကျလာမယ်ပေါ့အဲ့ capsule လေးတွေကနေပြုတ်ကျလာတာကပြုတ်ကျလာမယ်အရာလေးကဒီထဲက character လေးတစ်ခုပေါ့နော်အဲ့လိုမျိုးဟိုပုံစံလေးနဲ့ဒီ series ကို design ဆွဲထားတာပါတော်တော်လေးချစ်ဖို့ကောင်းပါတယ်ထပ်တို့ကpop map မှာထပ်တို့ရဲ့ပတ်စံပေးပြီးဝယ်လိုက်တယ်ပေါ့ဝယ်လိုက်တယ်ဆိုလို့ရှိရင်ထပ်တို့အတွက်သူက capsule လေးတစ်ခုပြုတ်ကျလာတယ်အဲ့ဒီ capsule ထဲမှာဘာပါမလဲတော့မသိဘူးဒါပေမဲ့ထပ်တို့ရဲ့စိတ်ခံစားမှုအခုလက်ရှိဖြစ်နေတဲ့စိတ်ခံစားမှုနဲ့အကိုက်ညီဆုံးအရာလေးပါလာမယ်လို့သူဒီဇိုင်နာအဲ့လိုမျိုးမိတ်ဆက်ထားတာပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ဒီ version မှာဆိုလို့ရှိရင်သူအလုံးပေါင်း6မျိုးပါတယ် secret ကတစ်မျိုးပေါ့နော် secret ကတော့ထားပါတော့6မျိုးမှာဆိုလို့ရှိရင်ဒါဆိုရင် hey and see you ပေါ့ hey and see you ဆိုရင်ဒီကကလေးပေါက်မယ်ဆိုလို့ရှိရင်ဟာစီပူလေးက hey ဆိုရဲအဲ့လိုနှုတ်ဆက်လိုက်တဲ့ပုံစံမျိုးပေါ့တငယ်ချင်းအသက်ကလေးဟာစီပူတငယ်ချင်းအသက်ကလေးကိုရှိရောက်လာတယ်ဆိုတဲ့ပုံစံမျိုးပါနောက်တစ်ခုကတော့ wish catcher ပါဒီ wish catcher ဆိုတဲ့ကောင်လေးကိုရှိရောက်လာမယ်ဆိုလို့ရှိရင်တော့နင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုဟာစီပူကအတူတူလိုက်ဖမ်းပေးမှာပါဆိုတဲ့ပုံစံမျိုးပါနောက်ထပ်တစ်ခုကတော့တူကောယူဆိုတဲ့ဟာလေးပါတူကောယူဆိုတာသူကဒီ version လေးမှာတော့ဖုန်းကြိုးလိုလေးလည်းပါတယ်နေ့ချီကိုကန်းကောင်းချင်းလေးတွေကတစ်ခုပြီးတစ်ခုဖုန်းခေါ်ပြီးရောက်လာမယ်ဆိုတဲ့ပုံစံမျိုးပါတူဆိုတာအရှိကဖုန်းမိတဲ့အတန်လေးပေါ့နော်နောက်တစ်ခုကကြတော့ big bear little bear ဆိုဝဝင်သေးလေးဝဝင်ကြီးကြီးလေးအဲ့ဒီဟာရဲ့အဓိပ္ပာယ်ကတော့ဒီကောင်ရဲ့ main character လေးလည်းဖြစ်တယ်သူ့ရဲ့ဟာလေးကတော်တော်လေးချစ်ဖို့ကောင်းတယ် bear လေးဝဝင်လေးတွေပေါ့ပြောမယ်ဆိုရင် surrounding မှာပျော်ရွှင် bear ဆိုတာကပျော်ရွှင်စရာရဲ့ hiking ဖြစ်တယ်နှစ်လိုပဲကောင်းတယ်ဆိုတဲ့အကောင်လေးတွေပေါ့ဝဝင်ကြီးကိုမြင်လို့ရှိရင်ထပ်တို့ချစ်ဖို့ကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးအများနဲ့ရတာကိုအဲ့လိုပုံစံမျိုးပဲနင်းရဲ့ဒီကကလေးကိုရမယ်ဆိုရင်နင်းဘေးမှာအဲ့လိုချစ်ဖို့ကောင်းတဲ့အရာလေးအများကြီးလာမယ်တေးသေးလေးလဲလာမယ်အကြီးလဲလာမယ်မင်းကိုပွေဖတ်ပေးမယ်အာခွန်အားပေးမယ်အဲ့လိုပုံစံမျိုးပေါ့နော်အားဟာကြောင့်မလို့ဒီကောင်ကို main တင်ထားတယ်ဒီ blind box မှာတခြား blind box မှာတော့တခြား character ကို main တင်ထားတယ်ပေါ့နောက်တစ်ခုကတော့ bear လေးပါ dream delivery တဲ့အိမ်မက်တွေကိုပို့ဆောင်ပေးဖြစ်ချင်တဲ့အိမ်မက်တွေအစီကိုရောက်အောင်ပို့ဆောင်ပေးမယ် bear လေးပေါ့အဲ့လိုပြောတယ်နောက်တစ်ခုကကြတော့ bunny snow cone ကကြတော့ယုံလေး snow cone ဆိုတာတော့ရေခဲမုတ်ခွက်လိုမျိုးဟာလေးပေါ့အဲ့တော့အေးချမ်းချင်းတွေဘန်နီလေးတွေကဖြူစင်နေအေးချမ်းချင်းတွေဖြူပျော်ရွှင်ချင်းတွေချိုမြချင်းတွေရောက်လာမယ်ကောင်းပေါ့နော်ကောင်းလေးပေါ့နော်ဒီကောင်းလေးဆိုတော့ဒီ version ရဲ့ concept ကအကုန်ချုပ်ဖို့ကောင်းတယ်တော်တော်လေးကိုချုပ်ဖို့ကောင်းပြီးတော်တော်လေးကိုနှစ်လို့ပဲကောင်းတယ်နောက်ပြီးဟာစီပူပူရဲ့ version တော်တော်များများဒီဝယ်တဲ့သူကိုစိတ်ခွန်အားပေးတဲ့
version တော်တော်များတယ်တချို့သော version တွေက dark side များတယ်ပေါ့တို့ပေမဲ့ဒီ Hasi Bubu က artist 2ယောက်က concept ကိုစဉ်းစားတဲ့နေရာမှာဒီအယုတ်ကလေးတွေရဲ့ character ကိုမိတ်ဆက်ပေးတဲ့နေရာမှာတို့ကတော်တော်လေးကိုဝယ်တဲ့လူကိုစိတ်ခွန်အားပေးတယ်နှွေးထွေးစေတယ်အဲ့လိုမျိုးကိုရအောင်တို့စူးစမ်းထားတာပေါ့နော်အဲ့ဒါကြောင့်မလို့လဲ Hasi Bubu character နဲ့လည်းလိုက်အောင်တို့စူးစမ်းထားတာပေါ့အခုကဒါကထက်ရဲ့ Taurus လေးဟိုအရှိ version ကခောက်ထားတယ်အခုဒါကထပ်ထောက်မှာပေါ့နော်ပုံမှန်ဆိုထက်ကလိုချင်တာရအောင်ကတ်စင်းဝင်တာများတယ်ဒီ version မှာကထက်အကုန်လုံးကိုကြာဘာရပြုံးအဲ့တော့ blind box ပဲဝယ်လိုက်ပါတယ် blind box ဖောက်တဲ့ feeling လေးနဲ့ရချင်တာပေါ့နော်ထက်ဒီ version မှာအလိုချင်ဆုံးကိုပြောပါဆိုရင် this wish gacha အလိုချင်ဆုံးမှာ wish gacha ပြီးရင်ဒီကောင်လေးလိုချင်ပါတယ်အဟာပြီးသွားလို့ရှိရင်တော့ထက်ကဒီ main character လေးတိုင်အောင်လေးပေါ့နော်ဘဝင်လေးလိုချင်တယ်အဟာလေးပြီးသွားလို့ရှိရင်ဒီအပြာလေးလိုချင်တယ်အဲ့အပြာလေးလိုချင်ပြီးရင်ဒီအဝါလေးလိုချင်တယ် dream delivery ပေါ့ကိုယ်မှဒီစီအောင်ပို့ဆောင်ပေးမယ်ဟာနောက်တစ်ခုကတော့တူတူကောယူကောင်းတဲ့ຢာတွေကိုဖုန်းဆက်လာမယ်ဆိုတော့အဲ့လိုမျိုးအစမ်းလိုက်ကလေးလိုချင်ပါတယ်ဒါလေးပေါင်လဲဆိုတဲ့တူလေးကြောက်ထပ်ပြီးသွားလို့ရှိရင်ဒီ video edit ရင်နဲ့artist တွေရဲ့ပုံတွေပါထည့်ပေးမယ်နော်ဒါဖော်လိုက်ပါပြီကက်အရင်ထွက်လာပါတယ်ကက်ကလေးအရင်ထွက်လာပါတယ်ရှင်ယုံလေးပေါ့နော်ယုံလေးဆိုကသူကဒီမှာ% လေးတွေပါတယ်ဒီရုပ်ကလေးကိုရရင် sweet ချိုမိန်ချင်းတွေ 15% ရမယ် dream အိမ်မက်တွေက 25% ရောက်လာပါမယ် love ချစ်ချင်းမြတ်တာတွေက 25% မှာ cute ချစ်စရာကောင်းခြင်းတွေက 35% မှာ100%မှာသူကအဲ့လိုမျိုးလေးတွေကတင်းရှိကိုရောက်လာမယ်ပေါ့အရန်ချုပ်ဖို့ကောင်းပါလေဆိုဘာဖြစ်ဟိုလေးမရဘူးအပြာလေးရတော့လည်းပြောပါတယ်အလိုချင်ဆုံးကတော့ဒါလေးပေါ့နော်ဒါမဲ့လေဒါလေးရတယ်ပြောပါလေကိုဖောက်ကြည့်ပါမယ်ထက်ကဒီကောင်ကိုဝယ်လိုက်တာကBDS ကရထားစီးတဲ့ကတ်ထည့်ကြလို့ပါရထားစီးတဲ့ကတ်ကလေးထည့်ပြီးတော့အိမ်မှာချိန်မှာပါရှင်တာမကတ်ကလေးထည့်မယ်ပြီးရင်ဒီ green light ကလေးအိတ်ကလေးမှာချိန်ထားမယ်ပြီးရင်လိုလေးဆွဲလို့ရတယ်လေဆွဲပြီးတော့ဘူတာယုံရလို့ရှင်တီးဆိုပြီးဖြတ်လို့ရတယ်အိတ်ကလေးထည့်အပြင်သွားပြင်ရိုက်ပြီးထည့်ပေးပါမယ်မသွားဖြစ်သေးရင်တော့မထည့်ပြဘူးပေါ့နော်ချစ်စရာလေးပါတာချစ်ဖို့ကောင်းရထားရဲ့ BDS ကဒီထည့်ပြဆိုကလေးထည့်ပါမယ်ကတ်ထည့်ဖို့အပေါက်ကဒီပတ်မှာပါအဲ့ထဲကိုယထာကတ်ကလေးထည့်လိုက်ပါမယ်တင်းဒါယထာကတ်ပဲထည့်ဖို့မဟုတ်ဘူးပေါ့နော်ဝန်ထမ်းကတ်တို့ကျောင်းသားကတ်တို့ထည့်လဲရတယ်ထက်ကကြတော့ဒါယထာပုံမှန်ယထာစီးနေကြ sky train စီးနေကြဆိုတော့ကတ်ကလေးလည်းမပြောင်းလို့လေးထည့်ထားမယ်ပြီးရင်အိတ်မှာဒီဂျိုးလေးဘက်ကချိတ်မယ်ချိတ်ပြီးသွားရင်အိတ်လေးလွှဲထားရင်လည်းဒီကတ်ကဖြုတ်เสียမလို့ဂျိုးလေးကဆွဲလို့ရတာဒီလိုလေးလှမ်းဆွဲပြီးတော့စမှာတီးဆိုပြီးဖြတ်လိုက်ရပါပြီဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးရကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်အယုတ်ဖောက်ပြတဲ့ဗီဒီယိုတွေအတွင်းအယုတ်တွေအကြောင်းပြောပြတဲ့ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်အခုမှပထမဆုံးရိုက်တဲ့ဗီဒီယိုမို့လို့အမှားပါခဲ့တာပဲဖြစ်ဖြစ်စကားလုံးအတန်ထွက်မှားတာပဲဖြစ်ဖြစ်နားလည်ပြီးကြည့်ပေးကြဖို့မြတ်တရခံပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ထဲ YouTube channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါဦးနော်တတာ